ငါးနှစ်လောက်ထိုင်စားတောင်မကုန်နဲ့ဒီလောက်ပမာဏရှိတဲ့စိန်တွေနဲ့စီချဲထားတဲ့ဗန်ရဲ့ UFC ချန်ပီယံကပတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဗန်ကအသက်ငယ်ငယ်နဲ့ UFC လောကတွေကိုဝင်လာခဲ့တာဖြစ်ပြီးမြန်မာလူမျိုးတွေဂုဏ်ယူရအောင်တစ်ခုပြီးတစ်ခုလုံးပြနေခဲ့တာဖြစ်ပါတယ်ဗန်ကအသက်24နှစ်သာရှိတာဖြစ်ပြီးအသက်ငယ်ငယ်နဲ့ဒီလောက်ထိလုံးပြနိုင်တာကိုပရိသတ်တွေကတော့အံ့ဩနေကြတာပါဗန်ကပြီးခဲ့တဲ့လကမှာ UFC ရဲ့နံပါတ်1အဆင့်ရှိတဲ့လူနဲ့ရှင်ပြိုင်ပြီးတဲ့နောက်မှာအနိုင်ရရှိသွားခဲ့တဲ့အတွက်ချန်ပီယံကပတ်ကိုစိန်ခေါ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ UFC သမိုင်းတစ်လျှောက်မှာလည်း2000ခုနှစ်နောက်ပိုင်းမွေးတဲ့သူတွေထဲမှာဗန်ကပထမဆုံးအသက်အငယ်ဆုံးနဲ့ချန်ပီယံကပတ်စိန်ခေါ်ခွင့်ရရှိခဲ့ရပါဒီလိုဂုဏ်ပုဒ်တွေနဲ့ပြည့်နေခဲ့တဲ့အတွက်ဖန်ဒူဂျာနဲ့ရှင်ပြိုင်ရင်လည်းနိုင်ငံတကာပရိသတ်တွေကပါဗန်ကိုရရှိစေချင်ကြတာပါဗန်ကမနေ့ကပဲဖန်ဒူဂျာနဲ့ချန်ပီယံကပတ်လူခွင့်ရခဲ့ပါတယ်ပွဲစားပြီး26စက္ကန့်အကြာမှာပဲဗန်ရဲ့တွန်းချတာကိုခံရပြီးတော့အကြောင်မကောင်းပဲလက်ကျိုးသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဗန်ကချွေးတောင်မထွက်လိုက်ပဲချန်ပီယံကပတ်ကိုရရှိသွားခဲ့ရပါဒါအပြင်ဗန်အခုလိုမျိုးကပတ်ရရှိလိုက်တာကမြန်မာနိုင်ငံရဲ့ပထမဆုံးကပတ်ဖိုက်တာဖြစ်ခဲ့တယ်လို့အာရှတိုက်မှာလည်းပထမဆုံးကပတ်ချန်ပီယံရဘူးတဲ့သူဖြစ်လာပါတယ်ဗန်ရဲ့မိခင်ဆိုရင်တားဖြစ်သူအတွက်အရန်ခုံယူနေခဲ့တာဖြစ်ပါတယ်ဒါအပြင်ကပတ်ရဲ့တန်ဖိုးကလည်းအားလုံးအယုံနိုင်တဲ့ပမာဏမှာရှိနေခဲ့တာဖြစ်ပါတယ်ဗန်ရတဲ့ UFC ကပတ်ကကပတ်ပေါ်မှာတန်ဖိုးအမြင့်မားဆုံးကပတ်တွေရဲ့အဆင့်3မှာရှိတဲ့ကပတ်ဖြစ်ပါတယ်ဗန်ရန်ကပတ်မှာဆိုရင်ကပတ်ရဲ့အလဲအပြားမှာကိုရီးယားစိန်ဖြစ်တဲ့ White Cupid, Zagonia နဲ့ဗရန်များတို့ပေါင်းဆက်ပြုလုပ်ထားတာဖြစ်ပါတယ်။ဒါအပြင် UFC World Championship စာသား UFC logo နဲ့ဘယ်ဘက်ညာဘက်ကကျဲသီးတွေကိုရွှေအတိနဲ့သာပြုလုပ်ထားတာဖြစ်ပါတယ်။ကပတ်ပေါ်ကအဝါရောင်ဒုတဲ့ကြီးကလည်းရွှေအစစ်နဲ့သာပြုလုပ်ထားတာဖြစ်ပါတယ်။ကပတ်ရဲ့ဘယ်ဘက်အပြားမှာလည်းရတနာရှစ်လုံးစီချဲထားခဲ့ရပါဒီကပတ်ရဲ့အလေးချိန်က2ပိတ်သား90ကျပ်သားအလေးချိန်ရှိပြီးတော့ကပတ်ရဲ့တန်ဖိုးကဒေါ်လာ3,300,000ကျော်မှာဖြစ်ပါတယ်မြန်မာငွေနဲ့ဆိုရင်တော့သိန်းပေါင်း13,000ကျော်ရှိနေတာဖြစ်ပါတယ်ဒီကပတ်ကိုဗန်ကအပိုင်ရရှိတာဖြစ်ပြီးချန်ပီယံကာကွယ်နိုင်ခဲ့ရင်တော့ရတနာရီရဲ့နေရာမှာဗရက်များတွေကိုအစားထိုးကထည့်ပေးသွားမှာဖြစ်ပါတယ်ရှုံးခဲ့ရင်လည်းကပတ်ကိုပြန်ပေးစရာမလိုပဲချန်ပီယံဂုဏ်ကိုသာပေးလိုက်ရတာဖြစ်တာကြောင့်တန်ဖိုးကြီးမားတဲ့ဘက်ကိုကအပိုင်ရရှိလိုက်တာဖြစ်ပါတယ်။ဒါကြောင့်ဗန်ကအသက်ငယ်ငယ်နဲ့တသေးပေါက်စာလေးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ဗန်ကဖန်ဒိုဂျာကိုအနိုင်ရရှိချိန်မှာသူ့ကိုအားပိုရှိအောင်ပြုလုပ်ပေးခဲ့တယ်။မြန်မာပရိသတ်တွေကိုအရင်ဆုံးကျေးဇူးတင်စကားပြောခဲ့တာဖြစ်ပါတယ်။ဗန်ဘာပဲလို့ပရိသတ်တွေကအကောင့်ဘက်ကနေတွေးကအားပေးခဲ့ကြတာကြောင့်ဖြစ်ပါတယ်။ပြန်ပွဲနိုင်ရင်ရရှိတဲ့ငွေတွေနဲ့လည်းမိခင်ဖြစ်သူအတွက်အိမ်ထဲကဝယ်ပေးထားကပြည့်ပြည့်စုံစုံထားပေးထားတာဖြစ်ပါတယ်။လက်လက်ဆက်ဆက်ရရှိထားတဲ့ချန်ပီယံကပတ်ကိုလည်းမိခင်စီကိုသာအပ်ထားတာဖြစ်ပါတယ်။ဗန်ကတော့သူ့ရဲ့ချန်ပီယံဂုဏ်ကိုအပြည့်အဝကာကွယ်သွားဖို့ရှိနေတာဖြစ်ပါတယ်။သူအနေနဲ့အသက်အရန်ငယ်သေးတဲ့အတွက်လည်းနောက်ထပ်အခွင့်အရေးတွေအတွက်အများကြီးရှိနေတာဖြစ်ပါတယ်။ဗန်အခုလိုမျိုးချန်ပီယံဖြစ်သွားတဲ့ပုံမှာဆရာဖြစ်တဲ့အောင်လာကတော့အရန်ကိုပျော်ရွှင်နေတာဖြစ်ပါတယ်။ဗန်နဲ့အောင်လာကနှစ်ယောက်လုံးကတိုင်းရင်းသားတွေဖြစ်ကြပြီးတော့သူတက်တဲ့ပညာတွေကိုဗန်ကိုအကုန်သင်ကြားပေးထားတာဖြစ်ပါတယ်။အောင်လာကလည်းတစ်ချိန်ကမြန်မာစပတ်အောင်ကြီးလို့တင်စားရတဲ့အထိရှန်ရှန်တောင်အောင်မြင်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့အသက်အရွယ်ရအနားယူလိုက်တာဖြစ်ပါတယ်။လက်ဝိလောကကနေအနားယူလိုက်ပေမဲ့နောက်မျိုးဆက်တွေကိုတော့သူတက်တဲ့ပညာတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်။ဗန်ချန်ပီယံဖြစ်တဲ့ပုံမှာလည်းမြန်မာတိုင်းနိုင်ငံလုံးကဝမ်းသာပေးနေခဲ့ကြတာပါ။ဗန်အကြိုက်ဆုံးမင်းသမီးဖြစ်တဲ့မိုးဟီကိုကလည်းသူ့ရဲ့ပွဲကိုတေချာကြီးကအဂုဏ်ပြုစကားတွေပါပြောပေးထားခဲ့တာဖြစ်ပါတယ်။ဗန်ချန်ပီယံဖြစ်လာခဲ့တဲ့အတွက်မြန်မာလူမျိုးတွေလည်းဂုဏ်ယူခဲ့ရတယ်လို့ဗန်ကလည်းမြန်မာနိုင်ငံကိုဖော်ပြခွင့်ရလို့ပျော်ရွှင်နေတာဖြစ်ပါတယ်။သူ့အနေနဲ့မြန်မာနိုင်ငံကိုနိုင်ငံတကာကသိလာအောင်သူသွားတဲ့နေရာတိုင်းကိုမြန်မာနိုင်ငံအလံကိုယူဆောင်တတ်တာလည်းဖြစ်ပါတယ်။အင်ဂျီအတွင်းပိုင်းမှာမြန်မာအလံထဲချုပ်တာတွေရှိသလိုဖနက်မှာပါမြန်မာအလံပြုတ်လောက်ကဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ချန်ပီယံဖြစ်ချိန်မှာလည်းကပတ်ကြီးကိုင်ကမြန်မာနိုင်ငံကိုပြန်လာခြင်းပေမဲ့အကြောင်းမျိုးမျိုးကြောင့်ပြန်မလာဖြစ်တာလည်းဖြစ်ပါတယ်။အသက်ငယ်ငယ်နဲ့တန်ဖိုးမြင့်ချန်ပီယံကပတ်ကြီးကိုပိုင်ဆိုင်ပြီးတထေးပေါက်စဖြစ်လာတဲ့ဗန်ပေါ်မှာအမြင်လေးတွေကိုပြောသွားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။